အားလုံးပဲမင်္ဂလာပါခုဆိုရင်တော့အရန်ထားတဲ့အိမ်လေးကိုတော့ပြမှာပါဟိုလေးတအိမ်မှာသူကတော့ပြပါမယ်သူကတော့ ID နဲ့တော့ရတာပါ ID ဆိုရင် product ထဲကိုမယ် menu တွေကိုပြောတာမှာပါနော် menu တွေကိုဝင်လိုက်မယ်ပြင် product ထဲကိုမယ်ဒီမှာဒီဟာလေးကိုဆိုင်မယ်ဒီ ID ထည့်ရမှာပါ ID လေးရတော့ထည့်မယ်နော်တဲ့ခုံလေးဖြစ်တော့တဲ့ခုံနေရှိငါတောင်းခုံချာတဲ့တောင်းပဲဖြစ်ပါတယ်အဲ့ဒီကတော့30ဒီတော့လိုက်ဖယ်ပြပါမယ်လိုက်ဖယ်ပြမယ်30တဲ့ခုံနေရှိငါတောင်းခုံချာတဲ့တောင်းပဲဖြစ်ပါတယ်ခင်းလိုက်ပါမယ်download လုပ်ပါမယ် download ကိုနှိပ်ပါမယ်ဆွေးနွေးရပါပြီဟုတ်ပါတနန်ဒီမှာပါအမတတာ